တဲကြီးကြောင့်မှအလုံးရှိလို့ခွက်စိတ်ကူတာခဲ့ပါတယ်6mm ကြောင့်4လုံးနဲ့နောက်ထပ်အသေး4လုံးစုပေါင်း8လုံးလောက်ရပါတယ်တဲကြီးအိတ်ကိုလေးစားနဲ့အပေါက်4ပေါက်ဖောက်ပြီးခွဲခဲ့တာပါစနေနေ့ည8:15ကခွဲစိတ်ကန်းဝင်တယ်အဲ့ဒီတနေ့လုံးပိုးတက်အဲ့တညလုံးပိုးတက်ခံမှရင်ထားပြီးတော့မနက်9:00နာရီကြာတော့မှကျမတို့ဒီဘက်အဆောင်ဘက်ကိုပြန်ရောက်ပါတယ်အခန်းကိုရောက်တဲ့အခါမှာရှေတီစပွန်3စွန်ပဲပေးတော့ပါတယ်မနေ့ကတနေ့လုံးနဲ့အဲ့ဒီတိုင်းပဲဒီကနေ့23ရက်နေ့တီစပွန်ပေးတော့တယ်ညနေ3နာရီနောက်ပိုင်းကျတော့တီစပွန်10စွန်တောက်ကပါတယ်ဒီကနေ့ညနေ3နာရီမှာတော့ Ovaltine 100cc စပြီးတော့တောက်ခွင့်ပြုလိုက်ပါပြီနှစ်ဖက်ကမနဲ့ကြာလို့ရှိရင်တော့စံပြုတ်ပြီးတောင်းမယ်လို့ပြောပါတယ်ကိုကျွန်မစေးတွေသွင်းပြီးတော့ပဲ